ဖူးပွရနာကျိုးဆိုပါရှင်မင်ခုနပထမဦးဆုံးပလဲလေးပြပေးရပေါ့နော်နောက်တော့အစိမ့်လေးဒီတစ်ခေါက်ကအနီရောင်လေးကိုပြပေးတာပါဒီမှာပါသူ့ရဲ့ပန်းခိုင်ကြီးလဲကြီးတယ်ထဲလဲထဲတယ်တခိုင်ဆိုတခိုင်တော်တော်လေးကိုလာတယ်နော်သူကတော့တပေအိုးနဲ့ပဲထိုးမလား10လက်မအိုး17လက်မအိုးဘယ်အိုးနဲ့ပဲထိုးလာတယ်ရောင်စုံလေးဆိုရင်စလင်းရွှေမြင်လေးပါပါတယ်အနီအစိမ့်ပလဲစလင်းရွှေမြင်လေးနဲ့เนาะလှုပ်ပေးထားတာဒါလေးကတော့အနီရောင်လေးပါအနီရောင်လေးဆိုလဲတော်တော်လေးလာတချို့ကြလဲအနီဆိုမှအနီเนาะအနီလေးပလဲလေးအစိမ့်လေးကိုစိတ်ကြရွေးလို့ရပါတယ်ဒီပန်းခိုင်ဆိုများတော့အဖြစ်နှစ်ခိုင်ယူကြပါเนาะဘယ်တူညတူအဲ့လိုမျိုးလေးထိုးတာအခန်းမှာအလှထားခြင်းလဲရရเนาะလက်ဆောင်ပေးရင်တော့တော်တော်လေးကိုရတယ်လူကတော့ပျော်သွားမှာပဲဒါလေးကတော့ပန်းခိုင်အရှိဒီမှာသူ့ရဲ့ဂိုင်းရလဲကြီးလေးတခိုင်ချင်းစီထက်ဆိုင်တော့ဒီဟာလေးကကြတော့တခိုင်ဆိုတခိုင်ကြီးလေးပေါ့နော်လာတယ်မမေကတော့ကိုပစ္စည်းကိုကြိုက်ပဲဒီမှာတန်ရှင်းတွေပါလို့ဆိုလဲဝတ်တီရှူလေးနဲ့တုပ်ပေးလိုက်ရင်ရရနော်